အဲဒါကြောင့်ဖြူစင်သန့်ရှင်းစင်ကြယ်ခြင်းကြောင့်ကိုယ်အတွက်ကံကောင်းတဲ့ကုသိုလ်ကံအလုပ်အဲဒါကြောင့်ဘုရားလည်းအခုလိုချိန်ကာလသမယမှာမေတ္တာကရုဏာမုဒိတာဥပ္ပခါဆိုတဲ့တရားအဲဒါကိုမြတ်စွာဘုရားကအကျင့်မျိုးမျိုးတရားလို့ခေါ်ပါတယ်မေတ္တာဆိုတာကချစ်တယ်ဂယုဏဆိုတာကသူတရုပ်တယောက်ကိုတနာလို့သူတရုပ်တယောက်ရှားပါးနွမ်းနဲ့ခေါင်းပါး၍စာရည်သာများငမ်းဖို့ခေါင်းပါတယ်ဆိုရင်သူ့ကိုတနာတယ်လို့စိတ်ကြီးကဖြစ်တယ်လို့ဆိုရင်ဂယုဏကမဖြစ်ဘူးလားဖြစ်လားမလိုအပ်ဘူးလားလို့ပါမေတ္တာဆိုတာကချစ်တယ်ဂယုဏဆိုတာကတနာ၍ကျင်နာ၍သူ့ဘောဂယုဏနဲ့ဒီကဲ့သို့တနာကျင်နာတဲ့စိတ်အဲလိုတနာကျင်နာတဲ့စိတ်ရှိတဲ့အခါကျတော့နောက်ဆုံးမှကြတော့မုရိဒာလောကကြီးမှာအကျိုးစီးပွားပေါ်များပြည့်စုံတဲ့လူပေါင်းရှိလားအလယ်ကလူပေါင်းရှိလားနောက်ဆုံးဒီကဲ့သို့ခွက်ဆွဲပြီးတောင်းထားတဲ့လူပေါင်းရှိလားအဲလိုပြန်ကြည့်လို့ရှိရင်ကောင်းတဲ့ကုသိုလ်ရဲ့ရှင်သန်မြင့်ရတော်သူရဲ့ဘဝတစ်ခုတွေ့တယ်မြင်တယ်လို့ဆိုရင်သူတဦးတယောက်သူ့ဘာပိုင်ဆိုင်တဲ့ပစ္စည်းကိုသူ့ရုပ်ပြပြအောင်လည်းဒီလှည့်ပြား၍ပြောဆိုရင်ကုသိုလ်ဖြစ်မလားအကုသိုလ်ဖြစ်အကုသိုလ်ဖြစ်တဲ့ဘောအဲဒါကြောင့်အကုသိုလ်မဖြစ်အောင်မုရိဒာပွားတယ်ဆိုတာသူ့မှာတိတ်ဘွားကပြည့်စုံတဲ့ကောင်းမှုကုသိုလ်ကံရဲ့စေတနာဖြူစင်နှံ့ရှင်းစေတဲ့ကြောင့်ဒီဘဝမှာကြီးပွားချမ်းသာတိုးတက်၍နေလေဝန္တာစရာကောင်းလိုက်တာလို့ဆိုတဲ့အခါကျတော့မုရိဒာပွားတာဘယ်လိုမဟုတ်လားခက်တယ်ဘောခေတ်ဒီကာလကလူတဦးတယောက်ကိုယ်နဲ့တာလွန်သွားတယ်ကိုယ်နဲ့ဒီကဲ့သို့ဒီဥစ္စာတွေပေါ်လာတယ်များပြားလာတယ်ရတယ်ဆိုရင်အပ္ပနာမစိတ်ဘုံတို့တဲ့စိတ်မစ္စရိယစိတ်တွေကဒီလိုဖြစ်လာတဲ့အခါကျတော့ကုသိုလ်ဖြစ်မလားအကုသိုလ်ဖြစ်မလားမုရိဒာပွားတာဖြစ်မလားသို့မဟုတ်အကုသိုလ်ရဲ့ပုံမှာမုန်းပွားတာဖြစ်မလားအကုသိုလ်နဲ့မုန်းပွားတာဖြစ်တယ်အဲဒါကြောင့်မုရိဒာတရားကံကောင်းလိုက်တာသူ့ဘဝကပြုခဲ့တဲ့စေတနာကံရဲ့အကျိုးပေးခြင်းကြောင့်ဒီဘဝမှာလည်းပဲယူဝကာယအစင်းတန်တန်နဲ့ပြည့်စုံသည်ဝမ်းမြောက်ဝမ်းသာကောင်းပြီစွာကောင်းပြီစွာမုရိဒာပွားတယ်စင်ကြယ်နှလုံးသွင်းနောက်ဆုံးဤကဲ့သို့ကံကိုဘယ်သူမှလုံလန်းလို့မရပါဘူးကုသိုလ်ကံပြုတဲ့သူဟာဓမ္မဘုံ20နဲ့နတ်ပြည်6လဘုံစင်စံအကျိုးတွေကိုလည်းပဲဤကဲ့သို့ရရှိတယ်အဲဒါကြောင့်မလို့လည်းပဲကုသိုလ်ချိန်ကာလသမယမှာမုရိဒာပွား၍မေတ္တာကရုဏာမုရိဒာဥပေက္ခာအဲဒီပုံမှာသူ့ကိုဇိုးစင်းလေးမြအပြစ်ဆိုတာကိုအနာဝိဇ္ဇာမရှိပဲသူ့ရဲ့အာဟုတို့ရဲ့အပြစ်နဲ့သူ့ကံဆိုးတဲ့ဘဝတစ်ခုကိုရခြင်းကြောင့်အဲဒီပုံမှာသူ့ကိုဘယ်လိုပဲပြေးကူချူကျွဲကယ်မှဆွဲနေမယ်လို့သူ့မှာပါလာတဲ့အာဟုတို့ရဲ့ဝိပက်ဘေးဒဏ်ကဒီကဲ့သို့ရှိနေခြင်းကြောင့်ကဲလို့လွယ်ပါပါကိုကြီးဆောက်ရှောက်ရဒီကဲ့သို့ပြိဿဆွန့်ကျဲလေသူ့အတွက်ဘဝတန်တရားမှာ
ဤကဲ့သို့ပေါ်များပြည့်စုံလာမှာလားသို့မဟုတ်ရှားပါနွမ်းပါလားရှားပါနွမ်းပါလာတယ်ပေါ့အဲ့ဒီလိုဖြစ်လာတဲ့အခါကျတော့ဥပိ္ပခာကံကိုတော့မလွန်ဆန်နိုင်ဘူးမြတ်ဗုဒ္ဓဟောကြားဆုံးမတော်မူတဲ့အဘိဓါတုတ်မှာရှိတယ်ကံသားလေးအမိကံသားလေးအခါကံတို့ဤကဲ့သို့ခြေတရာကိုခံရရသည်ကုသိုလ်ကံနဲ့အကုသိုလ်ကံပဲအဲ့ဒါကြောင့်မေတ္တာနိသံဃရောလောကိသမ္မာဘာလုသုခံတရောမေတ္တာနိသံဃရောလောကိသမ္မာဘာလုသုခံတရောမေတ္တာတိတလရံတိဒုက္ခံဒုက္ခိတာဝဇာလောကီတတ္တဝါအလီလီကိုမိလိုလားလောကရကဘာတွင်၌မေတ္တာနိသံဃရောမေတ္တာအေးလူခွေးဖြူပဝင်းဝေလာမင်းကြီးသည်သမ္မာတတ္တဝါတထွေသူလည်းဝန်သာငါလည်းရှင်ပြုံးနှလုံးစိတ်ဝန္ဒနာရဲ့ဥချမ်းသာကိုပြုလေပါတုယံလည်းကိဝေပြေလိမကအေးရဝိရှင်ရအတေထုံပါနိုင်ကြပါစေဘုံတည်းမေတ္တာတိကလရံတိမေတ္တာပွေလေဣဒဆောင်တိအယောဝါတို့ဖြင့်သူတိတာဖုံလွှမ်းကြုံဝတ်တော်မတာတွေ့ရအပ်သောမဇာကဘာခိတ်ွယ်ပြင်းပြီး၌ဒီမီများစွာပုဂ္ဂိုလ်အရိယာများဝင်နေရနှင့်အနန္တတတ္တဝါပေါင်းများစွာတို့သည်ဒုက္ခတုကိုယ်စိတ်တိကာပြေးရန်ကွာ၏စိတ်ရွှင်လန်းစွာကျမ်းမြတ်မာချမ်းသာသာရှိတော်မူနိုင်ကြပါစေ